Okay. နောက်ပါတော့စိန်မီရာအလားတိုင်းလို့ရှိရင်ဘသူတွေဘလို့ချောချောစံရင်ချူလို့ပထမတော့ကဝင်နေစိန်မီရာအလားတိုင်းလို့ရှိရင်ဘသူတွေဘလို့ချောချောစံရင်ချူလို့ပထမတော့ကဝင်အလားဘူသမျှခေါင်းထိတ်တယ်မောင်တင်ချမ်းမီယာဆွဲမဲ့ဥပရှင်ချောပါပဲလာပါပဲမကြည့်တတ်တော့အယုတ်ဆိုးတယ်လို့ထင်ကြည့်လိုက်တော့ကြည့်လိုက်တော့ကြည့်လိုက်တော့ဟုတ်ကပြောလေဟိုင်မေရာအတညုံကလေးနဲ့အလားပြိုင်ဝဲသွား၍ဝင်းတဲ့ဒုတိယပိုင်လေးပါဟောပြီးကြည့်ကြအောင်နော်ဟုတ်ကဲ့ဒီပေါ့ဟောဖြစ်ပါတယ်ဟုတ်ပြီဖားစီအောင်နော်ဟုတ်ပြီစိန်မီရာအလားတိုင်းလို့ရှိရင်ဘသူတွေဘလို့ချောချောစံရင်ယူလို့ပထမတော့ကဝင်နေဟုတ်ပြီစိန်မီရာအလားတိုင်းလို့ရှိရင်ဘသူတွေဘလို့ချောချောစံရင်ယူလို့ပထမတော့ကဝင်အလားကိုတမြခေါင်းထိတ်တယ်မောင်တင်ချပြဆွဲမဲ့ဥပရှင်ချောပါပဲလာပါပဲမကြည့်တတ်တော့အယုတ်ဆိုးတယ်လို့ထင်ကြည့်